အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့စီလုံးဝမပါဘဲနဲ့ပလာတာကိုအလွာလိုက်လုပ်တဲ့လုပ်နည်းလေးပါမွတ်ရွလေးနဲ့အလွန်ကိုစားလို့ကောင်းပါတယ်နော်ကဲကျမရဲ့လုပ်နည်းလေးကိုကြည့်ကြရအောင်ပထမဆုံးစလုံးထဲမှာဂျုံမုတ်ထည့်ပါမယ်နှစ်ခွက်ခွဲပါ300 gram ရှိပါတယ်ပြီးရင်တကြားကိုထမင်းစားစွန်းနှစွန်းထည့်ပါမယ်ပြီးတဲ့ခါကျတော့အစားအနှဲငယ်လေးကိုထည့်ထားမယ်အားလုံးတမအောင်ကျွန်မခဏလေးမွေထားပါမယ်အားလုံးတမသွားပြီဆိုရင်တော့ရေထည့်ပါမယ်ရေကတော့200 ml ရှိပါတယ်ကျွန်မရေကိုတော့ဒီလိုမျိုးဖြည်းဖြည်းချင်းစီနည်းနည်းချင်းစီထည့်ထားပါမယ်အားလုံးတမသွားအောင်လုံးလက်နဲ့ပဲစပြီးတော့နေပါမယ်မုတ်သားလေးတွေချောမွတ်လာတဲ့အထိကျွန်မနေထားပါမယ်ဒီလုံနည်းလေးကတော့အကုန်ကြလဲတက်တာတယ်အလွန်လဲစားလို့ကောင်းတဲ့လုံနည်းလေးပါနော်မုတ်သားလေးတွေအခုလိုမျိုးချောချောမွတ်မွတ်လေးဒီလိုမျိုးအခြေအနေလေးရှိလာပြီဆိုရင်တော့ကျွန်မဒီလိုမျိုးအရှည်လိုက်ကိုကျွန်မလုပ်ထားပါမယ်ပြီးရင်ဒီအလဲကနေဖြတ်ထားမယ်အကုန်လုံး8ခုကျွန်မအပိုင်းကလေးလုပ်ထားပါမယ်ပြီးရင်ဒီအပိုင်းတစ်ခုကိုယူပြီးတော့ဒီလိုမျိုးအလုံးကလေးလုပ်ထားပါမယ်ဒီအလုံးလေးတွေကိုဂျုံမုတ်ကိုဒီလိုမျိုးဖြုံးပြီးတော့အပေါ်မှာတင်ထားပါမယ်ကတ်မသွားအောင်လုပ်ပါအားလုံးပြီးသွားပြီဆိုတော့အဝတ်စနဲ့အုပ်ထားမယ်ပြီးရင်မိနစ်30ကိုကျွန်မနှက်ထားပါမယ်အခုဆိုရင်တော့မိနစ်30လည်းပြည့်သွားပါပြီဒီမုတ်သားလုံးလေးကိုယူမယ်ပြီးရင်ဒါလေးကတော့ပြောင်းကော်မုတ်ပါဒီပြောင်းကော်မုတ်ထဲမှာဒီလိုမျိုးအသားကလေးဒီလိုမျိုးနစ်ထားမယ်ပြီးရင်ဒီပေါ်မှာတင်ပြီးတော့ဒီလိုမျိုးအသားကလေးပြက်ပြက်လေးဖြစ်အောင်ဖြည့်ထားမယ်ပြီးရင်ဒီလိုမျိုးလိတ်ထားမယ်ပြောင်းကော်မုတ်နဲ့ရောဆက်ထားတော့မုတ်သားလေးတွေကပို့ပြီးတော့ရွရွလေးဖြစ်စေပါတယ်နော်အခုလိုမျိုးအနေထားလေးဆိုရင်တော့ရနေပါပြီနော်နောက်တစ်ခုကိုဒီလိုမျိုးပုံစံပဲကျွန်မထပ်ပြီးတော့လုပ်ထားပါမယ်ဒီလုံနည်းလေးကတော့အရန်စားလို့ကောင်းတဲ့ပလာတာလုံနည်းလေးပါနော်စီနဲ့လည်းကြော်စရာမလိုတဲ့အတွက်ကြောင့်ကျမရဲ့အတွက်လည်းအလွန်ကိုအဆင်ပြေစေတဲ့နည်းလမ်းလေးပါအခုလိုမျိုးအကုန်လုံးကျမလုပ်ပြီးသွားပြီဆိုရင်တော့ဒီအထက်လိုက်ကြီးကိုကျမဒီလိုမျိုးအပေါ်ကနေဖြည့်ပြီးတော့ဒီလိုမျိုးပြားနေအောင်ကျမလုပ်ထားပါမယ်ကဲကြည့်ပါအောင်လွယ်လွယ်လေးနော်တခါတည်းနဲ့အကုန်လုံးကိုကျမတပြိုင်တည်းနဲ့လုပ်ထားပါတယ်ဒီမုတ်သားလေးတွေကိုဒီအဖျားကနေတလွာချင်းကိုဒီလိုမျိုးယူထားမယ်ကဲကြည့်ပါဦးအလွာလိုက်နော်ရှိနေပါတယ်နော်ဒါလေးကိုဒီတလွာလေးကိုကျွန်မယူထားမယ်ပြီးရင်ဒါလေးကိုပြတ်နေအောင်ဖြန့်ထားပါမယ်ဒီအပေါ်ကနေကျွန်မထောဘက်ကိုပြန်ပြီးတော့တုပ်ထားပါမယ်ပြတ်နေအောင်ကျွန်မတုပ်ထားမယ်ပြီးတဲ့ခါကျတော့ဒီအစွန်ပြားကနေကျွန်မဒီလိုမျိုးလှိမ့်ပြီးတော့ကျွန်မလုပ်ထားပါမယ်ဒီလိုမျိုးပပလေးနဲ့လှိမ့်ပြီးတော့လုပ်တော့ပို့ပြီးတော့အရသာရှိပါတယ်နော်ဒါလေးကိုဒီအစွန်ကနေဒီလိုမျိုးပြန်ပြီးတော့လှိမ့်ထားပါမယ်ဒီလုံနည်းလေးကတော့တော်တော်လေးကိုအရသာရှိပါတယ်ဒီအဖျားလေးကိုဒီထဲမှာထိုးထည့်မယ်ကဲဒါဆိုရင်တော့ရနေပါပြီနော်ဒါလေးကိုဒီပေါ်မှာခဏလေးထားမယ်
ကြံနေတဲ့မုတ်သားလေးတွေကိုလည်းကျွန်မဒီလိုမျိုးပဲဆက်လက်ပြီးတော့လှုပ်ထားပါမယ်အခုဆိုရင်တော့အကုန်လုံးလည်းပြီးသွားနေပါပြီဒါလေးကိုအဝတ်စားလေးနဲ့ပြန်ပြီးတော့ဖုံးထားမယ်15မိနစ်လောက်ကိုနှက်ထားမယ်ကဲ15မိနစ်ပြီးသွားပြီဆိုရင်တော့ကြည့်ပါဦးမုတ်သားလေးတွေကပိုပြီးတော့ပွာလာပါတယ်နော်ဒါလေးကိုပြန်ပြီးတော့ပြက်ပြက်လေးနဲ့ဝိုင်းဝိုင်းကလေးဖြစ်အောင်ကျွန်မပြန်ပြီးတော့လှုပ်ထားပါမယ်ဒီအပေါ်ကနေဖြည့်ထားပြီးတော့ဒီလိုမျိုးလှုပ်ထားမယ်ပြီးရင်ဒီဘက်ကိုလည်းကျွန်မဒီလိုမျိုးဝိုင်းနေအောင်ကျွန်မပြန်ပြီးတော့လှုပ်ထားပါမယ်ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီနော်ဒါလေးကိုတဲဥပူပူထဲမှာစီမထည့်ပဲနဲ့ဒီတိုင်းပဲကျွန်မထားပါမယ်မိကိုတော့အလေလက်မှာကျွန်မထားပါတယ်နော်ဒီလိုအနေထားလေးဆိုရင်တော့ဒီအပေါ်ကနေဒါလေးနဲ့ဖြည့်ပြီးတော့ပြန်ပြီးတော့ပြောင်းပြန်လန်းထားပါမယ်ဒီလိုမျိုးအပေါ်ကနေဒီလိုမျိုးဖြည့်သွားပါမယ်နော်အထဲကလီတွေကိုကျွန်မထုတ်ထားပါမယ်ကဲကြည့်ပါဦးစားချင်စရာလေးနော်ထို့ဘက်အနံ့လေးနဲ့အရန်ကိုမွေးကြိုင်နေပါတယ်နော်ဒီလိုအနေထားလေးရွတ်မွလေးဆိုရင်တော့10ထုတ်လို့ရနေပါပြီကဲကြည့်ပါဦးအမြင်ပါလေးနဲ့နော်အလွာလိုက်ရှိနေပါတယ်ဒီလိုအနေထားလေးကတော့ပုံမှန်ထက်ပိုပြီးတော့စားလို့ကောင်းတဲ့ပလာတာလုံနည်းလေးပါနော်တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အလွန်အရသာရှိလွန်းလို့ပါရှင်ကဲအခုဆိုရင်တော့အကုန်လုံးပြီးသွားပါပြီနော်ကြည့်ပါဦးအနံ့လေးလည်းမွေးကြိုင်နေပါတယ်ဒီပလာတာလေးကိုလက်ဖက်ရည်နဲ့ပဲဖြစ်ဖြစ်ကော်ဖီနဲ့ပဲဖြစ်ဖြစ်သွေးတောက်ရင်တော့တအားစားလို့ကောင်းပါတယ်နော်ကဲအခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်